မြတ်စွာဘုရားကတရားတွေကိုကယ်တင်တယ်ဆိုတဲ့နေရာမှာဟိတေပဝတ္တနေနအဟိတာသနိဝတ္တနေနတရားရဲ့တဏ္ဍာမှာကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်မဲ့အကြောင်းတရားတွေကိုဖြစ်အောင်လုပ်ဖို့ဆိုးကျိုးကိုဖြစ်ပွားစေတတ်တဲ့အကုသိုလ်တရားတွေကနောက်ဆုံးရှောင်ရှားဖို့ဆိုတဲ့ဒီနှစ်ချက်နဲ့အဓိကထားပြီးတော့တရားရည်တဏ္ဍာမှာကြားရောက်လာနိုင်တဲ့ဘေးရန်အန္တရာယ်တွေကိုကာကွယ်ဆောင်ရှောက်ကယ်တင်တာဖြစ်တယ်ပေါ့အစွမ်းတကူကိုသုံးချပြီးတော့တရားရည်ကိုကယ်တင်တယ်ဆိုတာလောကကြီးမှာဖြစ်နိုင်တဲ့အရာမရှိဘူးလူတွေရဲ့စွမ်းအားတတ္တိသည်လူတွေရဲ့တဏ္ဍာမှာရှိတယ်လူတိုင်းဟာတကယ်ကိုစစ်မှန်တဲ့အရည်ချင်းဟာမိမိတို့ကိုယ်တိုင်ရဲ့တဏ္ဍာမှာသာရှိတယ်ဆိုတာကိုမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းမှတ်သားထားဖို့လူတိုင်းမှာအစွမ်းတတ္တိတွေရှိနေကြတာဖြစ်တယ်ထိုအစွမ်းတတ္တိတွေကိုထက်မြက်အောင်လေ့ကျင့်ပေးခြင်းအပြင်လူတွေဟာထူးချွန်တဲ့ပုဂ္ဂိုလ်အနေထားမျိုးကိုရောက်နိုင်ကြတယ်ဆိုတာလူတိုင်းဟာလက်တွေ့အနေနဲ့ပြောဖျားလောင်းနေဆိုတာငကိုကတမန်လူတူမြတ်တာဖြစ်တယ်သို့တော့ကြီးမားတဲ့ရည်ရွယ်ချက်ကြိုးစားအထောက်မှုဆိုတဲ့လုံလဝိရိယပြင်းပြတဲ့စိတ်ဆန္ဒတွေနဲ့အများကျိုးကိုကယ်တင်မယ်ဆိုတဲ့ရည်စူးချက်နဲ့လေ့ကျင့်ပြီးတော့ယူလိုက်တဲ့အခါမှာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်အဖြစ်ကိုရောက်ရှိသွားတာဖြစ်တယ်ပေါ့အားလုံးပုဂ္ဂိုလ်တွေဟာလည်းထို့တူပဲမိမိတို့တဏ္ဍာမှာရှိတဲ့အရည်ချင်းကိုမြင့်တင်ပေးခြင်းအပြင်တဏှာမှာချမ်းသာဒုက္ခရပြီးနောက်ဆုံးတဏှာဟုတ်ကလွတ်ကင်းသွားနိုင်တဲ့ဆွမ်းဆောင်မှုမျိုးတွေကိုရရှိမှာပဲဖြစ်တယ်ပေါ့ဆိုလိုတာကလူတွေရဲ့အစွမ်းတတ္တိဆိုတာ internal လို့ခေါ်တဲ့ကိုယ့်ရဲ့အစ္ဆဒတဏ္ဍာမှာသာရှိတာဖြစ်တယ်ပြင်ပကအကူအညီဆိုတာပေါ်ရန်မျှတာဖြစ်တယ်ဥပနိဒေယတတ္တိအနေနဲ့ပြောမယ်ဆိုရင်ဆရာသမားတို့မိဘတို့ပတ်ဝန်းကျင်တို့ဆိုတာတွေဟာအထောက်အကူပြုတဲ့အရာများသာဖြစ်တော်တယ်မိမိတို့တဏ္ဍာမှာရှိတဲ့ဆန္ဒမိမိတို့တဏ္ဍာမှာရှိတဲ့လုံလဝိရိယမိမိတို့ရဲ့စိတ်ဓာတ်မိမိတို့ရဲ့အသိပညာကိုလေ့ကျင့်မြင့်တင်ပေးခြင်းအပြင်မိမိတို့အလိုရှိတာအလုံးကိုရရှိသွားနိုင်တယ်လူတိုင်းဟာဒီလိုကိုယ့်ရဲ့အရည်ချင်းတွေကိုတိုးမြင့်ပေးခြင်းအပြင်ဘဝဟာတိုးမြင့်လာနိုင်တယ်တချို့ပုဂ္ဂိုလ်တွေကြတော့ကံကောင်းတယ်လို့ကိုယ့်ကိုယ်ပြောပြီးမကြိုးစားရဘဲနဲ့ဖြစ်လာတယ်လို့စိတ်ထဲမှာထင်မြင်ယူဆကြမှာဖြစ်တော့သို့တော့အခြေအနေတို့ကိုယ့်ရဲ့အရည်ချင်းတို့ဆိုတာဟာကြိုးစားလို့ရထားတဲ့အရာတွေဒါဖြစ်တယ်ပေါ့ကံဆိုဒီမှာလဲကိုယ့်ရဲ့လုပ်ရတာဖြစ်တယ်ကံဆိုတာအကြောင်းတရားတစ်ခုအနေနဲ့သာမြတ်စွာဘုရားဟောတာကြီးပွားတိုးတက်မှုအတွက်ကံကိုမျှော်လင့်ဆောင်စားနေကြရမှာမဟုတ်ဘဲနဲ့လုံလဝိရိယရှိနဲ့အတိညာနဲ့စဉ်းစားဆင်ခြင်ပြီးတော့လုပ်ကြရမှာဖြစ်တယ်ပေါ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမဟာဒီတိုင်းပဲတစ်ဖက်သားကိုအားကိုးရမှာမဟုတ်ဘူးလောကလူသားတွေဟာတစ်ဖက်သားကိုအားကိုးလို့တဲ့စိတ်တွေကြောင့်ပြော့ညံ့မှုတွေဖြစ်သွားကြအဲ့တော့မြတ်စွာဘုရားကိုဗုဒ္ဓ
ဘာသာဝင်တွေကိုးကွယ်တယ်ဆိုဒီမှာအတိုင်းအတာတစ်ခုရတာကိုးကွယ်တာဖြစ်တယ်ဘယ်လိုအတိုင်းအတာနဲ့ကိုးကွယ်တယ်လဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားထံကလမ်းညွှန်ဆုံးမမှုရရှိဖို့အတွက်ကိုးကွယ်ဒီတဲ့မပို့ဘူးမြတ်စွာဘုရားကမလုံးတင်တာနဲ့လုံးတင်တာခွဲခြားဟောတယ်အကျိုးရှိတာနဲ့မရှိတာဟိတနဲ့အာဟိတခွဲခြားဟောတယ်အဲ့ဒီခွဲခြားဟောတဲ့အတိုင်းဟိတကိုလှုပ်ဆောင်တာတို့အာဟိတကိုရှောင်တာတို့ဆိုတာမိမိကိုယ်တိုင်လုပ်ရတဲ့ကိစ္စတွေသာဖြစ်တယ်မြတ်စွာဘုရားရဲ့ဆောင်ရွက်မှုဟာမိဘဆရာတဦးရဲ့ဆောင်ရွက်မှုမျိုးသာဖြစ်တယ်လုပ်ရမှာကမိမိကိုယ်တိုင်သာလည်းဖြစ်တယ်ဒါကြောင့်မို့ဘုရားတရဏဂိသာမိဘုရားကိုကိုးကွယ်ပါတယ်လို့ဆိုတာဟာဘာလို့ရမယ်ဘာမလို့ရဘူးဆိုတာသိဖို့အတွက်ကိုးကွယ်ပြီးသိရှိပြီးတဲ့နောက်ကျရင်အတ္တဟိအတ္တနောနာထောမိမိဒီသာလည်းမိမိရဲ့ကိုးကွယ်ရာဖြစ်တယ်ပေါ့အဲ့တော့ကိုယ်ကိုယ်တိုင်ကြိုးစားရမှာလို့ဆိုလိုတယ်အလုပ်တစ်ခုကိုကိုယ်ကိုယ်တိုင်လုပ်ရမြတ်စွာဘုရားကဓမ္မပဒဂါထာမှာရှင်းရှင်းလေးဟောထားတာရှိတယ်တုံမေဟိကိစ္စအာတပ္ပအခါတာရောတထာဂတတထာဂတဆိုတဲ့အစင်လာကောင်းတဲ့ပုဂ္ဂိုလ်မြတ်တွေဟာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘာလုပ်ရမယ်ဘာမလုပ်ရဘူးလို့လမ်းညွှန်ပြတာဆုဆုံးမရတာဖြစ်တယ်တုံမေဟိကိစ္စအတ္တပံမင်းတို့ကိုယ်တိုင်သာလဲကြိုးစားအထောက်ကြရမှာဖြစ်တယ်လို့ဒီလိုဟောတာဒါကြောင့်မို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဒီကနေ့ခေတ်ကြီးမှာလည်းပဲပညာရည်ချင်းမြင်မာဖို့သူများကိုအားကိုးရမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားစီးပွားဥစ္စာတိုးတက်ဖို့သူများကိုမျှော်လင့်ရမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားအထောက်သို့တော့သူများစီကရတယ်ဆိုတာဟာအကြံကောင်းဉာဏ်ကောင်းဤစနစ်မျိုးလောက်တာပဲသူများစီကရကိုယ်တိုင်လုံးနိုင်တာတွေကိုယ်တိုင်ကြိုးစားအထောက်တီထွင်ကြံစနီလန်းရဆိုတဲ့အတိုင်းမိမိတို့ကိုယ်တိုင်တီထွင်ပြီးကိုယ်တိုင်စဉ်းစားညံ့နဲ့လောက်ကင်ဆောင်ရကြအောင်ဒါကြောင့်မို့ကြီးပွားတိုးတက်ခြင်းနဲ့ဆန္ဒဆိုတာရှိရမယ်ထိုဆန္ဒရှိသည့်အားလျော်စွာကြိုးစားအထောက်မှုဆိုတဲ့လုံလဝိရိယအရေးကြီးတယ်ကြိုးစားအထောက်တဲ့အခါမှာအခက်ခဲဆိုတာမရှိဘူးမို့ရည်သည့်ကိစ္စပဲဖြစ်ဖြစ်အဖို့အထစ်အခက်ခဲကြော်လွှားเสียဆိုတာရှိအဲ့ဒီချိန်မှာစိတ်ဓာတ်ချမ်းခိုင်မှုဆိုတာအရေးကြီးတယ်ပေါ့ဒါရင်လုံလောက်ပြီလားလို့ဆိုအချုပ်အားဖြင့်ပြောမယ်ဆိုရင်လူတွေရဲ့အသိဉာဏ်စဉ်းစားဉာဏ်ဟာပို့ပြီးတော့အရေးကြီးတယ်ကြိုးစားပြီဆိုတဲ့စဉ်းစားဉာဏ်နဲ့လောက်ကြမှာဖြစ်တယ်သန္တာဝိရိယစိတ်တဝိမာန်တဆိုတဲ့ဒီအရေးချင်းနေကိုယ်တဏ္ဍာမှာရှိအောင်ကြိုးစားခြင်းဖြစ်အောင်မြင်မှုဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ကြမှာပဲဖြစ်တယ်နိုင်ငံရေးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်အလုံးခုပရိဟိတလုပ်ငန်းကိုလုပ်နေကြတယ်ဆိုတာဟာမိမိတို့ကိုယ်တိုင်ကြိုးစားအထောက်မှုတွေနဲ့သွားကြတာဖြစ်တယ်မိမိတို့ကိုယ်တိုင်ကြိုးစားအထောက်ကြအဲ့ဒါလို့ကြိုးစားအထောက်မှုဆိုတဲ့အရေးချင်းတွေကိုယ်တဏ္ဍာမှာဖြစ်လို့ကိုယ်တဏ္ဍာမှာလိုအပ်နေတဲ့အရေးချင်းတွေကိုကိုယ်တိုင်ဖြည့်ဆည်းပြီးတော့ဒီတဲ့ဒီတိုးတက်အောင်လုပ်မိမိကိုယ်တိုင်တိုးတက်အောင်လုပ်ခြင်းအဖြစ်မိမိတို့လူမျိုးမိမိတို့ဘာသာသာသနာမိမိတို့ရဲ့မြို့နယ်မိမိတို့ရပ်ကွက်မိမိတို့ရဲ့တိုင်းပြည်ဆိုတာလို့လူတိုင်းဟာကိုယ်ကိုယ်တိုင်ကောင်းအောင်ကြိုးစားအထောက်ခြင်းဖြင့်များကောင်းမှုဖြစ်တာဘယ်လိုလုပ်ပဲလုပ်လို့ I do my best ဆိုတိုင်းပဲကောင်းဆုံးဖြစ်အောင်လုပ်ကောင်းဆုံးအောင်ဖြစ်အောင်လုပ်ခြင်းဖြစ်
ရလဒ်ကောင်းတွေကိုရရှိလာမှာဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းကြိုးစားဖို့အားပေးရဟန်းတွေကိုဘယ်လောက်ထိဟောတော့ဆိုရင်ငါကိုယ်တိုင်ဟာဒီအသိဉာဏ်တစ်ခုရဖို့ရအတွက်အယုတ်ချီချီအရေးခန်းခန်းကျိုးပန်းအထုတ်ခဲ့သည့်အတွက်ကြောင့်ဒီလိုထူးခြားတဲ့အဆင့်ကိုရရှိလာခဲ့တာဖြစ်တယ်သင်တို့ကိုယ်တိုင်လည်းပဲကြိုးစားအထုတ်မယ်ဆိုရင်ဒီအဆင့်ကိုရမှာပဲလို့မြတ်စွာဘုရားကိုယ်တိုင်ကဒီလိုဟောတာအဲ့ဒီနေရာမှာမြတ်စွာဘုရားကသူကိုယ်တိုင်ဟာအခြေခံအကြောင်းနှစ်ခုကိုဗဟိုပြုပြီးတော့လုပ်ခဲ့တယ်ဆိုတာဘုန်းကြီးတို့တွေမှတ်သားထားဖို့ရာကကုတလေတုဓမ္မေတုအတ္တန်တုဋ္ဌိတာကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့ကိစ္စမျိုးမှာဘယ်တော့မှရောင်ရဲတင့်တိမ်သွားတယ်ဆိုတာမရှိစေရဘူးကောင်းတဲ့အလုပ်ကိုလုပ်လိုက်တာလှုပ်တာနဲ့ပတ်သက်ပြီးတော့ရောင်ရဲတင့်တိမ်မှုမရှိစေရမရောင်ရဲရဘူးဆိုတာဆက်လုပ်ရမယ်တိုးလုပ်ရမယ်ဒီလိုဆိုလိုတာပေါ့နော်ကုသိုလ်ဆိုတာကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေတတ် wholesome state လို့ခေါ်ကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတတ်တဲ့အရာနဲ့ပတ်သက်လာလို့ရှိရင်ဘယ်တော့မှကုသိုလ်လုပ်ငန်းကိုရပ်တန့်တယ်လို့ဆိုတာမျိုးမရှိဘူးမိမိအတွက်ကောင်းကျိုးပဲဖြစ်စေတစ်ဖက်သားတွေရဲ့ကောင်းကျိုးပဲဖြစ်စေကောင်းကျိုးချမ်းသာရအောင်ကြိုးစားအထောက်အဲ့လိုကြိုးစားအထောက်မှုဆိုတဲ့ကုသိုလ်ကောင်းမှုအရာစကားနဲ့ပြောရင်ကုသိုလ်ကောင်းမှုကောင်းတဲ့လုပ်ငန်းတွေမှန်သမျှခြေနဲ့အားရပြီးတော်လောက်ပြီးလို့မရှိဘူးအမြဲတမ်းဖြစ်စီလောက်ကင်နေတယ်လို့ဒီလိုဆိုအဲ့တော့ကုသိုလ်ဆိုတာပြောမယ်ဆိုရင်ဟိတဆိုတာအကျိုးဤစီးပွားကောင်းမြတ်သောအကြောင်းတရားဒုက္ခရာခြင်းအကြောင်းကိုဟိတလို့ခေါ်အဲ့တော့ဟိတဆိုတာအကျိုးတရားမဟုတ်ဘူးအကြောင်းတရားသာဖြစ်တယ်အကျိုးတရားတွေကိုပွားစီတိုးတက်စေတတ်တဲ့အကြောင်းတရားဆိုပါတော့လူငယ်တယောက်ကြီးပွားတိုးတက်ဖို့ဆိုတာလူကြီးသူမတွေရဲ့စကားကိုယူသိလေးစားတယ်လိုက်နာတယ်ကြောင်းမှန်တက်တယ်စာကြိုးစားတယ်လိမ့်လိမ့်မမနေတယ်ဆိုတာဒါသူ့အတွက်ဟိတတွေပဲအဲ့ဒီဟိတတွေဖော်ဆောင်ခြင်းအဖြစ်သူဟာဒုက္ခဆိုတာအောင်မြင်မှုရလဒ်ကိုရတယ်အဲ့ဒါကိုဆိုလို့ဟိတဆိုတာတစ်ဖက်သားအတွက်အခြေအနေကောင်းတွေကိုဖန်တီးပေးတာအခြေအနေကောင်းဆိုတာအများအားရှိတာမဟုတ်ဘူးယမယံခါအခြေအနေကောင်းဆိုတာရှိတယ်ဥပမာမဲ့မြန်မာနိုင်ငံနဲ့ပြောမယ်ဆိုရင်မြန်မာနိုင်ငံရဲ့အခြေအနေကောင်းတစ်ခုပြောရမယ်ဆိုရင်မြန်မာနိုင်ငံဟာမြေကောင်းရေကောင်းတွေပေါ်များကျွယ်ဝတဲ့နိုင်ငံဖြစ်တယ်မြေကြီးအောက်ကတယံဇာတတွေအသာထားမြန်မာလူမျိုးတွေနေထိုင်ကြတဲ့မြေကြီးမြန်မာလူမျိုးတွေနေထိုင်နေတဲ့ပထဝီမြေကြီးမြေလွှာကြီးဟာအမတန်ပြေဩဇာတွေကျွယ်ဝတဲ့မြေလွှာကြီးပဲဖြစ်တယ်နောက်တစ်ဘက်ကကြည့်လို့ရှိရင်ယာတိဥဒုဖေပါပေးတယ်အလွန်ဆိုးရတဲ့ယာတိဥဒုမရှိဘူးမြန်မာနိုင်ငံမှာယာတိဥဒုကဆောင်းလွေမိုးဆိုတာလေးဟာအမှန်တော့ပဲသူများနိုင်ငံဆောင်းဆိုတာစနိုးတွေဖုံးလို့မျက်တောင်မရှင်နိုင်ဘူးမြန်မာနိုင်ငံမှာစနိုးဖုံးတာမဟုတ်ဘူးအပေါ်ကနေနှင်းကလေးကျပြီးလို့ရှင်တစ်ပင်တွေကပိုးတော့မှလမ်းသေးတယ်တခြားနိုင်ငံတွေမှာစနိုးကျဖုံးသွားရင်ဘာမှဆိုင်လို့မရဘူးမြန်မာနိုင်ငံမှာဆောင်းတွေမိုးဆိုတဲ့ယာတိမြန်မာလူမျိုးတွေပိုင်ဆိုင်ထားတဲ့ဒီမြေဩဇာ
ပြည့်ဝတဲ့မြေကြီးဒီလိုအခြေအနေကောင်းရှိနေတဲ့မြန်မာနိုင်ငံမှာစိုက်လိုက်မယ်ပြိုးလိုက်မယ်ဆိုလို့ရှိရင်မြန်မာလူမျိုးတွေဝါဝလင်းလင်းစားရယုံမြမကအိုရှန်နဲ့သီးနှံတွေကိုတခြားနိုင်ငံတွေရောင်းလို့ကျွယ်ဝချမ်းသာတဲ့အဆင့်မြေကြီးတစ်ခုတည်းကတောင်မှပဲပေးနိုင်တယ်လို့ပြောလို့ရတယ်ပေါ့ပေးနိုင်တယ်ဒါအခြေအနေကောင်းအဲ့ဒါကိုဟိတလို့ခေါ်တယ်တခြားနိုင်ငံတွေမှာဆိုပါစို့အစ္စရေးလိုနိုင်ငံတွေဟာအလွန်ကြိုးစားဘာကြောင့်စိုက်ပျိုးလို့မရတာတဲကန်တာတစ်ဖက်ကိုကြည့်လိုက်မယ်ဆိုရေငန်းနေပင်လယ်ပြင်ကြီးတစ်ဖက်ကတဲကန်တာအဲ့ထဲမှာဘယ်လိုလုပ်စိုက်ရတော့ဆိုမြန်မာပြည်ကမြေလိုဖြစ်အောင်သူကဖန်တီးရသေးတယ်ပလတ်စတစ်ခံပြီးတော့ဩဇာရှိတဲ့မြေတွေကိုတင်ပြီးတဲ့အခါမှာစိုက်လို့ပြုလို့ရမြန်မာနိုင်ငံမှာဒီလိုမဟုတ်ဘူးမြေကလည်းအကောင်ရေကလည်းအချိုးရာသီဥတုကလည်းအကောင်ဒီအတွင်းမှာဘာလို့နေတော့ဆိုတော့လူတွေရဲ့ကြီးပွားလို့တဲ့ဆန္ဒကြိုးစားလို့တဲ့ဝီရိယကြိုးစားအထောက်မှုဝီရိယစိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ဤပညာလို့ဆိုတဲ့ဝိမာန်တဒီတရားတွေပေါင်းစပ်လိုက်မယ်ဆိုရင်မြန်မာလူမျိုးတွေဟာကောင်းမြတ်တဲ့ result ကိုရလာမှာသိချတယ်မြေကြီးနဲ့ခံမလွယ်တခါတော့ကစာတစ်စောင်မှာဖတ်ဖူးတယ်မြန်မာလူမျိုးတွေပိုင်ဆိုင်တဲ့မြေဟာလူတန်းပေါင်း200 300မကကျွေးထားနိုင်တဲ့အနေအထားမျိုးဖြစ်အောင်မြေကြီးဟာကျယ်ဝန်းတယ်အဲ့ဒါလောက်ကျယ်ဝန်းပြီးအဲ့ဒါလောက်မြေဩဇာကျွယ်ဝလို့အေယာဝတီမြေကြီးကလည်းထိတ်ကနေအောက်ထီအောင်စီးဆင်းနေတယ်